လူများစုက manifest လုပ်နေတာပါပဲ။ဘာကြောင့်ပတ်စံမဝင်လဲဆိုတာဒီနေ့အမှန်အတိုင်းပြောမယ်။ manifest ဆိုတာထိုင်စဉ်းစားရုံစူတောင်းရုံမဟုတ်ပါဘူး။ action မပါတဲ့ manifest ကအိမ်မက်ပဲဖြစ်ပါတယ်။ပတ်စံဆိုတာစိတ်ကူးနဲ့မလာဘူး။ sister နဲ့လာတယ်။ budget, saving, income control ဒီသုံးခုမရှိရင် manifest မဖြစ်နိုင်ဘူး။လစာ30သိန်းရတယ်လို့ budget မလုပ်ဘူးဆိုရင်30သိန်းလည်းမကျန်ဘူး။ဒါပေမဲ့9သိန်းရတယ်လို့စနစ်တကျလို့ရင်ပတ်စံကျန်တယ်။ကိုကငွေကြေးစီမံချက်ကိုအဆင်ပြေချောမွေ့စေချင်ရင်ဒီအချက်တွေလုပ်။နံပါတ်1ငွေဝင်ထွက်ရေး။နံပါတ်2အရင်စုနောက်မှ3။နံပါတ်3income တိုးဖို့စဉ်းစား။နံပါတ်4စည်ရင်းစရာလုပ်။ဒီအချက်အတိုင်းကိုမိမိကတခြားလုပ်မယ်ဆိုကိုယ့်ရဲ့ငွေကြေးကပို့ပူအဆင်ပြေလာတွေ့ရပါလိမ့်မယ်။ဒါကြောင့် manifest ကစိတ်ပိုင်း finance ကအလုပ်ပိုင်းဒီနှစ်ခုပေါင်းရင်ပတ်စံလာပါလိမ့်မယ်။ဒီလို real finance plus mindset content တွေကိုစိတ်ဝင်စားတယ်ဆိုရင်ဒီ channel ကို subscribe လုပ်ထားပါနော်။